ဟိုဒီဆက်ကဘာဆက်လဲတဲ့အဲ့ဒီကျွန်တော်ပြထားတာနော်ဒီညီလေးကဒီဆက်ရောင်တော်တော်သိကျင်လို့နေတယ်နှစ်ခါတော့မေးထားတာကျွန်တော်လည်းအချိန်မရတော့ပြန်ပြောဖို့အချိန်မရလို့ဖြစ်နေလို့အခုနည်းနည်းအားလို့ပြောပြပေးမယ်နော်ဒါကဟိုကမင်းငိမ့်တက်ရေးပစ္စည်းအထောက်အကူပြုပေါ့မင်းငိမ့်တက်ရေးမှာအထောက်အကူပြုတဲ့ပစ္စည်းပေါ့ equipment ပဲဒီကောင်ဘယ်နေရာမှာအဓိကထုံးလဲဆိုတော့ဒီဖုန်းပေါ့ဖုန်းဆေးရည်ပေါ့အခုတော့ဖုန်းဓာတုဆေးရည်မင်းငိမ့်တက်ရေးမှာတုံးတဲ့ဖုန်းဓာတုဆေးရည်တုံးတဲ့နေရာမှာအဓိကတုံးတဲ့ဆက်ပါဒီဆက်ကအကိုတို့တုံးတဲ့ဒီကောင်းမှာပါတဲ့ပုံးလေးရယ်နော်ဆယ်ခေါင်းရယ်အဲ့လိုတုံးတဲ့ဟာမျိုးတွေမတူဘူးသူကကျတော့ဒီဖုန်းကိုတီးတက်ပါစင်းနဲ့ပေါ့ဒိုင်ရယ်နဲ့ဆိုတာဘယ်လိုခလုတ်လေးပါတယ်အဲ့ဒိုင်ရယ်နဲ့သူချိန်ပေးတာပဲတခါတည်းပါတယ်အထဲမှာဒီအခုပြထားတဲ့ဆက်ကတော့လီဒါဂရုပါပေါ့လီဒါဂရုကနေထုတ်တဲ့ဆက်နိုင်ငံခြားမှာတော့ပို့အသုံးများတယ်ဒီကောင်အဓိကတုံးတာတော့အဲ့လိုစီမီတို့ဒီကားမီးလောင်တာတို့ဒီစီဆိုင်တွေပေါ့နော်စီတွေမီးလောင်တာတို့အဲ့ဒီနေရာတွေမှာတုံးတယ်ပြီးရင်ဒီအဲကိုဟောတို့ chemical တို့အဲ့ဒါတွေနဲ့ပတ်သက်တဲ့နေရာတွေမှာဆိုလို့ရှိရင်ဒီကောင်တွေကိုတုံးတယ်သူကကျတော့အများကြီးတုံးရတယ်ကွာဖုန်းအများကြီးတုံးရတယ်သူရဲ့လှုပ်ပေါ်ကကျတော့ကွာတစ်ဖက်ကရေဝင်နဲ့ပိုက်ဝင်မယ်ပြီးလို့ရှိရင်တစ်ဖက်ကလည်းရေထွက်လို့ရှိရင်သူကနော်ဆယ်ပိုက်နဲ့ပြန်ထွက်တယ်အဲ့ဒီဘေးမှာသူကဒီအဝါရောင်ဘက်ကကျတော့သူကဒီဖုန်းကိုစုပ်တာအဲ့ဖုန်းကိုစုပ်တဲ့ခါမှာသူပါစင်းတွေခွဲတယ်3% ရှိတယ်5% ရှိတယ်အခုတို့စီမီတို့ဒီကားမီလောင်လို့ဆိုရင်သူကဖုန်းကို3%ပဲထားလိုက်လို့ရတယ်နည်းနည်းအယ်ကိုဟောတို့ပြီးဒီ chemical တွေဆိုလို့ရှိရင်သူက5%ဆိုပြီးတိုးလိုက်လို့ရတယ်အဲ့လိုမျိုးတုံးလို့ရတယ်ပြီးရင်ဖုန်းကိုပိတ်ပြီးတော့ပဲရေကြီးပဲလွတ်လဲရတယ်အဲ့လိုနေရာမှာတုံးတယ်ဒီလီတာ group ဆိုတာကဒီမင်းငိမ့်တဲ့ပတ်သက်တဲ့ပစ္စည်းတွေထုတ်တဲ့နေရာမှာလုံးဝ high end နီးပညာနဲ့ထုတ်တာသူ့ရဲ့ 3D nozzle တွေတို့ပြီးဒီအပူချိန်နဲ့ရှာတဲ့ပစ္စည်းတွေပေါ့နော်အပူအနီရောက်ရောင်ကျယ်အပူချိန်သုံးပြီးတော့ဒီမီးလောင်မီထဲမှာရှာတဲ့ပစ္စည်းတွေတို့ဘယ်လိုပြောဓာတ်ကန်လိုပုံစံမျိုးအဲ့ဆိုအကိုတို့ဒီမှာဆိုရင်ကောင်းမှာပါတဲ့ဓာတ်ကန်အဲ့ဒါမျိုးတွေမှာဆိုရင်အဲ့ဒီမီးကအဲ့ဒီကထုတ်တဲ့ပစ္စည်းတွေကအရန်မိုက်တယ်အရန်သုံးလို့သဘောကျတယ်သုံးတော့မသုံးဘူးပေါ့နော်ကျေးဇူးတင်ပါတယ်ညီလေး